အဲ့ဒီလူဟာသူ့လက်ထဲကငါးကိုအင်မတန်မြန်မြန်ဆန်ဆန်ပဲကင်တွယ်ခဲ့ပါတယ်သူနောက်ဆုံးမှာငါးကိုမပြလိုက်တဲ့အခါလူတိုင်းအံ့အားသင့်သွားကြတယ်သူလိဖြတ်ထားပေမဲ့လည်းအဲ့ဒီငါးဟာတကောင်လုံးအကောင်းတိုင်းပုံစံမျိုးဖြစ်နေတော့မှာပဲအဲ့ဒီနောက်သူဟာမိဖို့တစ်ခုကိုထုတ်ယူပြီးငါးရဲ့အပေါ်ရန်လွှာကိုအပူပြင်းပြင်းနဲ့အမြန်ပဲဖုတ်လိုက်ပါတယ်ဒါကိုမြင်တော့သူ့ရဲ့တိုင်ဘက်ကသူ့ရဲ့လက်ထောက်ကိုငါးကင်ခိုင်းလိုက်ဖို့စဉ်းစားလိုက်ပါတယ်သူကလူနှစ်ယောက်ပေါင်းလို့ရင်ဒီလူရဲ့မြန်နှုန်းကိုအနိုင်ယူနိုင်မယ်လို့ယုံကြည်နေခဲ့တာပါအဲ့ဒီလူဟာသူတို့ရဲ့လက်ကွက်လေးကိုရိပ်မိပေမဲ့လည်းမတုံ့လုပ်ခဲ့ပါဘူးသူဟာစိတ်အေးလက်အေးနဲ့ပဲသူ့ရဲ့ဟင်းလျာကိုဆက်လက်ချက်ပြုတ်ခဲ့ပါတယ်သူကပန်းသီးသားကိုမိရှို့ပြီးထွက်လာတဲ့မိခိုးမွေးတွေနဲ့ငါးကြော်ကိုအနံ့ပုံမွေးအောင်လုပ်ခဲ့ပါတယ်အခြားတစ်ဖက်မှာတော့ပြိုင်ဘက်ရဲ့လက်ထောက်ကငါးလီတာပြီးသွားပါပြီသူတို့ဟာအသင့်ပြင်ထားတဲ့ဟင်းရည်အဖြစ်ထဲကိုငါးတွေထည့်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ချက်ပြီးသားငါးတွေကိုတဲအိုးပူပူထဲမှာအသားနဲ့ဟင်းခတ်အမွေးကြိုင်တွေရဲ့အနံ့ထွက်လာအောင်ကြော်လိုက်ပါတယ်မကြခင်မှာပဲဟင်းလျာနှစ်မျိုးလုံးဟာနောက်ဆုံးအဆင့်ကိုရောက်ရှိလာပါပြီအဲ့ဒီလူဟာသူ့အချိန်ကြာကြီးချက်ထားတဲ့အယိုးပြိုးရည်ကိုခောက်ဆွဲပကံနဲ့လောင်းထည့်လိုက်ပါတယ်သူကငါးကိုခောက်ဆွဲပေါ်မှာတေးသေးချာချာတင်လိုက်ပါတယ်သူ့ရဲ့ငါးခောက်ဆွဲဟာအခုဆိုရင်အသင့်ဖြစ်နေပါပြီအခြားတစ်ဖက်မှာတော့ပြိုင်ဘက်ကသူ့ရဲ့ခောက်ဆွဲပေါ်မှာစားနုလေးတွေကိုဖြူလိုက်ပါတယ်ပြီးတော့စီပူပူတွေကိုအပေါ်ကနေလောင်းထည့်လိုက်ပါတယ်စီချွမ်ငရုတ်ကောင်းရဲ့ပြင်းရှားတဲ့အနံ့နဲ့ဆက်ရှိရှိအရသာဟာလေထဲမှာချက်ချင်းဆိုသလိုပြန့်နှံ့သွားပါတယ်ဒိုင်လူကြီးတွေဟင်းလျာနှစ်မျိုးလုံးကိုမြည်စမ်းကြည့်တဲ့အခါမှာတော့အဲ့ဒီလူရဲ့ငါးကိုချီးကျူးခဲ့ကြပါတယ်ငါးကအရန်နုဤနေပြီးငါးညီနဲ့လည်းလုံးဝမရှိပါဘူးဟင်းရည်ကလည်းဖြစ်ပြီးအရသာနဲ့ပြည့်စုံနေပါတယ်ဒါပေမဲ့ပြိုင်ဘက်ရဲ့ဟင်းလျာကိုမြည်စမ်းဖို့အချိန်ရောက်တဲ့အခါမှာတော့ဒိုင်လူကြီးတွေဟာတွန့်ဆုတ်နေခဲ့ကြပါတယ်ပြိုင်ဘက်ကိုယ်တိုင်တောင်ဘာတွေမှသွားလဲဆိုတာနားမလည်နိုင်ခဲ့ပါဘူးအဲ့ဒီလူရဲ့ဟင်းလျာကိုသူကိုယ်တိုင်မြည်စမ်းကြည့်လိုက်တဲ့အချိန်ထိပါပဲအဲ့ဒီအခါမှာတော့သူဟာသူ့ရဲ့အမှားကိုနောက်ဆုံးမှာနားလည်သွားခဲ့ပါတယ်သူ့ရဲ့အရသာခံအာယုံဟာအားနည်းသွားခဲ့ပါပြီသူဟာအကျင့်ပါနေတဲ့အတိုင်းဟင်းခတ်အမွေးကြိုင်တွေကိုထည့်နေခဲ့တာပါဒါပေမဲ့ဒီပြိုင်ပွဲမှာတော့သူပုံမှန်သုံးနေကြဟင်းခတ်အမွေးကြိုင်တွေကမရှိခဲ့ပါဘူးအဲ့ဒီအတွက်ကြောင့်သူ့ရဲ့ဟင်းလျာဟာအလွန်မင်းဆက်သွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပဲသူဟာပြိုင်ပွဲမှာရှုံးနိမ့်ခဲ့ရတာပါအဲ့ဒီလူထွက်ခွာသွားတဲ့အခါမှာတော့ပြိုင်ဘက်ရဲ့လက်ထောက်ကနောက်ကနေလိုက်လာခဲ့ပါတယ်သူကအဲ့ဒီလူကိုဟင်းခတ်အမွေးကြိုင်အမှားလေးတစ်ခုကြောင့်သာအနိုင်ရခဲ့တာလို့ဆွဆွဲခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူကပြန်ပြောဖို့မလိုအပ်ဘူးလို့ခံစားခဲ့ရပါတယ်အဲ့ဒီလက်ထောက်ဟာအရေးကြီးတဲ့အချက်တစ်ချက်ကိုမေ့နေခဲ့ပါတယ်အခြားတစ်ဖက်မှာအဖွဲလိုက်လုံနေခဲ့ကြချိန်မှာအဲ့ဒီလူကတော့တယောက်တည်းရှင်ပြိုင်နေခဲ့တာပါဒါပေမဲ့တကယ်လို့သာပြိုင်ဘက်ကသူ့ရဲ့ဝေဖန်ပိုင်းချနိုင်စွမ်းကိုမဆုံးရှုံးခဲ့ရင်ဘသူကတကယ်ပဲအနိုင်ရရှိသွားမလဲ